when I go to the UFC today, I think I have my best shape of my life. When I see Joshua on the other side of the octagon, I believe I can finish him in the first round. That's what I try to do. Best camp of my life, best catch weight, best everything, you know. I feel so comfortable in the octagon. That's my octagon. Oh my That's God. belt. That's everything I did in my life, in my whole life to that moment, you know. And Joshua just came and win this belt. I talked with my wife about that. It's not just about myself. แต่ပြောချင်တာလေသူကအမှန်ဆိုရင်တော့မနေ့ကအမှန်ကန်သူရှောင်းထားတာသူလုံးဝပဲပြောရမယ်ဆိုတော့ပထမအချိန်မှာ Greg ကသူ့ကိုအနိုင်တခါရဲ့အဆုံးသတ်ပေးလိုက်ဖို့သူစူးစမ်းခဲ့တယ်ပေါ့လေဒါပေမဲ့သူကတန်ရာရသွားတော့ကျော်စဝါနိုင်သွားတယ်ဆိုတာလေသူပြောသွားတာပါဒါပေမဲ့အနိုင်အဆုံးရှုံးဆိုတာကလေဒါသူကဘလောက်ပဲကောင်းကျော်စဝါကဘလောက်ပဲကောင်းအတိကကံကြမ္မာရလဲပါလာတယ်ဘာဖြစ်လို့လဲဆိုတော့ကျော်စဝါနိုင်မယ်ဆိုတာလေသူကလည်းဒါ UFC ရဲ့တကယ်နာမည်ကြီးတွေနဲ့သူတို့တုံးတဲ့ချက်မှာလဲသူကနိုင်လိမ့်မယ်ဆိုမှဘာလို့ကြာနိုင်လိမ့်မယ်ဆိုမှကျော်စဝါကိုနှိမ်နေကြတာပေါ့လေလက်ရှိမှာကိုအဲ့လူတွေကိုကျော်စဝါကိုသူတို့မီဒီယာတယောက်ကမေးလိုက်သေးတယ်အဲ့မီဒီယာကရှုံးလိမ့်မယ်လို့ဘာလို့ကြာနိုင်မယ်လို့ပြောတဲ့လူတွေကိုပါပြောချင်တယ်လို့မေးလိုက်တော့ကျော်စဝါကပါပြောတယ်ဆိုတော့fuck တော့ပေါ့လေဒါယူရီပေါ့ဒါတကယ်ပြောလိုက်မယ်ဆိုတော့သူတို့က MMA ရဲ့MMA ကဘာလဲဆိုတာဒီလောက်ကစားလာပြီးတော့လူကိုအယူလို့ခံမှန်းကြတယ်လူတွေပေါ့လေဒါပေမဲ့သူ့မှာကအဲ့သူတို့ခံမှ